အားလုံးပဲမင်္ဂလာပါတို့ပလေးလေးလုံးချင်လို့ကျွန်တော်ပြပါမယ်ကျွန်တော်ဒီနေ့မှာပလေးလေးလုံနေတင်ကြမှာဖြစ်ပါတယ်ပြီးလို့ရအောက် ပလေးလေးလုံနေရတော့အရင်ဆုံး YD News ဆိုတာရှိမှလိုပါတယ်ပြီးတော့ YD News တဲ့ဝင်လိုက်မယ်ခါစားပါ ဒီမှာပေါ့နော်ပလေးလေးပေါ့နော်ဒီမှာပလေးလေးအဲ့ဒါနှိမ့် ဒီ လိုက် မှာပေါ့နော်ပလေးလေးဆိုတဲ့ဟာ ပလေးလေးဆို ပလေးလေးဆိုတဲ့ဟာနှိမ့်လိုက်မယ် နာမည်ပေါ့နော် ပြီးမှနယူပလေးလေးဆိုတဲ့ဟာနှိ တက် မ့် တဲ့နာမည်လိုက်မှာ ကိုကျတဲ့နာမည်နဲ့ကိုရေးလိုက်ပါမယ်ခင်ဗျာကျွန်တော်ကစစ်သူကြီးလို့ရေးလိုက်ပါတယ် အချင်း ဟုတ်ရှင်ဒီမှာပေါ့နော်ပေါ်လာပါပြီကျွန်တော်ကဘောနကူနဲ့လောက်လိုက်ကျွန်တော် live ဟာပို့ AI ပို့တို့ရေးလိုက်ပါပြီးတော့ကိုကြတဲ့ကျွန်တော်တော့ပေးတော့လေးပေါ့နော်ပေးတော့လေးရွေးလိုက်ပါမယ်ခင်ဗျာခဏစားရပြီတော့နော် ရှင် ထွက်လိုက်မယ် အဲ့လိုထွက်ပါပြီအဲ့လိုခေ YouTube ထဲဝင်ပါမယ်ခင်ဗျာ ရုပ်ရှင် YouTube ထဲဝင်လိုက်မယ်โอเคကိုကောက်ရဲကိုပြန်ဝင်လိုက်မယ် ပြီးလို့ရှင်ကိုကောက်လဲဝင်လိုက်မယ် ဒီဟာတွေနှိမ့် ပြီး လိုက်မယ် ကိုကျွန်တော်အကောက်လဲပြန်ဝင်အကောက်လဲဝင်အောင်မဟုတ်ပါဘူး ဒါလေးပေါ်လာလိုက်မယ် ဒီမှာစစ်သူကြီးရတဲ့ဟာ ကို နှိ ကြို မ့် က် လို တဲ့ က် ဗီဒီယိုတင် ပြီး ADD ဗီဒီယိုဆိုတာရှိပါခင်ဗျာ ကျွန်တော်တာနိုင်ပြရဲ့ save your video လို့ရင် ပြီးတော့တာနိုင်စရာရဲ့ဗီဒီယိုလေးရှိပါမယ် save your video ပေါ်လာလိမ့်မယ် တာနိုင်စရာရဲ့ဗီဒီယို အဲ့ ရှိ မှာ ပါမယ် ကိုကြိုက်တဲ့ဟာကိုလုပ်ပေါ့နော်ဒီမှာမကြိုက်ဘူးဆိုရင်တာနိုင်ခက်လိုက်ရုံပဲပေါ့နော် Hello. အားလုံးပဲနောက်ပြန်มาကြသေးပါမယ် bye bye Now,